ဆိုပင်နေတဲ့ကငါးလေးတွေနဲ့လက်ပိုင်လေးတွေကဘလို့အိတ်ကြမလဲဆိုတာစဉ်းစားမှုလားအဖေကတော့သူတို့လည်းအိတ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အိတ်ဆက်ပုံကအရန်ကိုထူးခြားတယ်နော်ဗီဒီယိုကိုအတူတူကြည့်လိုက်ကြရအောင်ဟယ်လိုမင်္ဂလာပါသားတို့သမီးတို့ရေပူပေါင်းလေးများနဲ့အတူပြန်လည်ဆုံတွေ့ရပြန်ပြီနော်ကလေးတို့ရေညဘက်ရောက်လို့ကဘာကြီးမှောင်သွားတဲ့အခါလူတွေကတော့အိမ်ရထဲမှာစောင်းလေးတွေချုံပြီးတော့အိတ်တက်ကြတယ်နော်ဒါဆိုပင်နေတဲ့ကငါးလေးတွေနဲ့လက်ပိုင်လေးတွေကဘလို့အိတ်ကြမလဲဆိုတာစဉ်းစားမှုလားအဖေကတော့သူတို့လည်းအိတ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အိတ်ဆက်ပုံကအရန်ကိုထူးခြားတယ်နော်ဗီဒီယိုကိုအတူတူကြည့်လိုက်ကြရအောင်ပထမဆုံးငါးလေးတွေအကြောင်းပြောပြမယ်နော်ငါးလေးတွေမှာလူတွေလိုမျက်တောင်မရှိဘူးတဲ့ဒါကြောင့်သူတို့ဟာမျက်လုံးပိတ်လို့မရဘူးပေါ့ညဘက်ရောက်လာရင်ငါးလေးတွေကအရှိကူးတာကိုရှော့ချလိုက်ပြီးတော့ကြောက်စာအောက်လေးတွေမှာပဲဖြစ်ဖြစ်ရေမော်ပင်လေးတွေချားမှာပဲဖြစ်ဖြစ်တိတ်တိတ်လေးနားနေတတ်ကြတယ်ကြည့်လိုက်ရင်တော့နိုးနေသလိုပဲဒါပေမဲ့တကယ်တော့သူတို့ဟာစွမ်းအင်တွေပြန်ဆူဆောင်ရင်အိပ်ဆက်နေတာပါပဲတဲ့အခုလက်ပိုင်လေးတွေအကြောင်းကြည့်ကြည့်ရအောင်လက်ပိုင်လေးတွေကငါးမဟုတ်ဘူးနော်သူတို့ကအသက်ရှူဖို့အတွက်ရေမျက်နှာပြင်ပေါ်ကိုခဏခဏတက်လာရတဲ့ဂလိဆန်လေးတွေပါဒါကြောင့်သူတို့ကလူတွေလိုအပြည့်အဝအိပ်ပျော်သွားလို့မရဘူးအဲ့ဒီအစားသူတို့မှာစူပါပါဝါတစ်ခုရှိရဲ့အဲ့ဒါကတော့အုံနောက်တစ်ဖက်ပဲအိပ်ဆက်တာပါပဲအုံနောက်တစ်ဖက်ကနားနေချိန်မှာကျန်တစ်ဖက်ကတော့အသက်ရှူဖို့နဲ့အနေရကိုသတိထားဖို့အလုပ်လုပ်နေတာပေါ့ဒါကြောင့်လက်ပိုင်လေးတွေကမျက်လုံးတစ်ဖက်ဖွင့်တစ်ဖက်ပိတ်ပြီးတော့ရေထဲမှာဖြည်းဖြည်းလေးကုတ်ခဲအိပ်ဆက်တတ်ကြတာပါတကယ်အံ့ဩစရာပဲနော်ငါးလေးတွေကမျက်လုံးမပိတ်တဲ့တငယ်ချင်းလေးတွေပါပဲသူတို့ဟာမျက်လုံးအဝိုင်းသားလေးနဲ့ပဲအိပ်ဆက်ကြတာပါလက်ပိုင်လေးတွေကတော့အုံနောက်တစ်ဖက်စီကိုအလှည့်ကျနားစေတာဖြစ်လို့သူတို့ကအမြဲတမ်းနိုးချနေတယ်လို့ပါပဲလက်ပိုင်မင်းနဲ့လက်ပိုင်ကလေးလေးတွေဟာအိတ်ချိန်မှလည်းလုံးစုံအောင်တစ်ကောင်နဲ့တစ်ကောင်ကပ်ပြီးတော့အတူတူကုခက်ရဲ့အိတ်တက်ကြပါရဲ့ရှင်ကလေးတို့ရောမျက်လုံးတစ်ဖက်ပဲမှိတ်ပြီးတော့ကျန်တဲ့တစ်ဖက်ကိုဖွင့်ထားဖို့စူးစမ်းကြည့်အောင်နည်းနည်းတော့ခက်တယ်နော်ဒါကြောင့်လက်ပိုင်လေးတွေဟာပင်နေတဲ့မှာတကယ့်ကိုတော်တဲ့တငယ်ချင်းလေးတွေပါလူပေါင်းလေးများ YouTube channel နဲ့အတူနောက်ဗီဒီယိုတွေမှာဘယ်လိုချစ်စရာကောင်းတဲ့အကောင်လေးတွေတိရစ္ဆာန်လေးတွေအကြောင်းကိုသိအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပြီးတော့ like and subscribe လေးလုပ်ပေးကြပါဦးရှင် See you in the next videos